やじどこ行ってたんだよ。いやベードあベードに嘘パスだけはつくなよ。一番綺麗なんだよな嘘つきが。ကျွန်တော်ဘာလို့အဲ့လိုမျိုးကျွန်တော်ကိုကျွန်တော် remote လုပ်နေပါတော့ remote လုပ်နေဆိုတော့ဘယ်လိုပြောရမလဲအပြင်သွားကြမလို့တော့ဘူးအိမ်မှာလည်းအဲ့လို remote နှစ်ခုသုံးခုလုပ်နေကျွန်တော် freelance လေးလုပ်တယ်အဲ့လိုပဲလုပ်တာပါနော်အဲ့လိုကျွန်တော်ကို self ဘယ်လိုခေါ်လဲဘယ်လိုခေါ်လဲမသိဘူးတယောက်တည်းနေပလိုက်တာပါပြောချင်တာတယောက်တည်းနေပလိုက်တယ်ကျွန်တော်ရက်ွက်တဲ့လူတွေနဲ့စကားမပြောဘူးကျွန်တော် online နဲ့လည်းကျွန်တော်နိုင်ပေါ်မှာတစ်ခါတော့ပဲစကားပြောတယ်တစ်ခါတော့လည်းဆိုရအဲ့လို9မိနစ်10မိနစ်လောက်အရင်ကအများကြီးပြောပြတော့ကျွန်တော်လုပ်ချက်ရှိရင်လုပ်တယ်ကျွန်တော် publication နဲ့လုပ်တယ်မဲနဲ့စကားပြောတယ်ဒီလောက်ပဲဘာလို့ဆိုကျွန်တော်ကအဲလူတွေကိုလုံးဝလူတွေနဲ့ fake ပေါင်းတော့အချိုက်စိတ်လေးရှိလို့ပြောရလဲတဲ့ကောင်ဆိုတော့လူတွေနဲ့